မင်းကလေးဟာလမ်းမှာအမျိုးသားတဦးနဲ့မတော်တဆတိုက်မိရာကနေနှစ်ယောက်လုံးရဲ့ဖုန်းတွေမြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်။သူမဟာအလော်တကြီးနဲ့ဖုန်းတွေကိုကောက်ယူပြီးတတိမထားမိပဲသူမရဲ့ဖုန်းကိုပဲထိုအမျိုးသားစီကမ်းပေးလိုက်မိပါတယ်။အဲ့ဒီအချိန်မှာပဲထိုအမျိုးသားဟာသူမဝတ်ထားတဲ့လက်ကောက်လေးကိုမြင်ပြီးသူမဟာသူငယ်စဉ်ကတငယ်ချင်းဖြစ်သူဆိုတာကိုချက်ချင်းမှတ်မိသွားခဲ့တာပါ။ဒါပေမဲ့သူတခုခုပြောဖို့စူးစမ်းနေတော့မှပဲမင်းကလေးကအလင်းစလိုထွက်ခွာသွားခဲ့ပါတယ်။ခဏအကြာမှာတော့မင်းကလေးစီကိုအမေဖြစ်သူစီကဖုန်းဝင်လာတာကြောင့်ချက်ချင်းပဲကိုင်းလိုက်မိပါတယ်။တစ်ဖက်ကဖုန်းဆက်လိုက်သူဟာထိုအမျိုးသားရဲ့အမေဖြစ်နေတာကိုသူမလုံးဝမသိလိုက်ပါဘူး။အမျိုးသားရဲ့အမေကလည်းမင်းကလေးရဲ့အတန်ကိုကြားတဲ့အခါသူမကိုတားဖြစ်သူရဲ့ချစ်သူလို့ထင်မှတ်ပြီးအလွန်မင်းဝမ်းသာသွားခဲ့ပါတယ်။ဒါအပြင်သူမကိုလာချိုဖို့အတွက်ကားတစ်စီးလွတ်လိုက်မယ်လို့တောင်ပြောခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့အမျိုးသားရဲ့အမေဟာအိမ်မှာအခမ်းဖို့အတွက်ပြင်ဆင်ခိုင်းပါတော့တယ်။မင်းကလေးဟာတခုခုထူးဆန်းနေတယ်လို့ခံစားရပေမဲ့တိတ်တော့အလေးမထားမိပါဘူးမကြခင်မှာပဲသူမရှိမှစိန်ခံကားတစ်စီးရက်တက်လာတာကြောင့်တက်စီးလိုက်ပါတယ်ရောက်သွားတဲ့အခါမှာတော့သူမဟာဒီနေ့မနက်ကတွေ့ခဲ့တဲ့အမျိုးသားကိုပဲထပ်မံတွေ့လိုက်ရပြန်ပါတယ်သူမဟာကိုယ့်မျက်စိကိုမယုံနိုင်တာကြောင့်စိတ်ကူးရင်နေတာလားဆိုပြီးသူ့ရဲ့ဘာကိုဆွဲလိမ်ကြည့်လိုက်မိပါတယ်အဲ့ဒီတော့မှဒါဟာအိမ်မက်မဟုတ်ဘူးဆိုတာကိုချက်ချင်းသဘောပေါက်သွားခဲ့တာပါမင်းကလေးဟာချက်ချင်းပြန်ဖို့ပြင်ပေမဲ့အမျိုးသားကသူမကိုတားလိုက်ပြီးသူ့ရဲ့ဖုန်းကိုပြန်တောင်းပါတော့တယ်။အဲ့ဒီအချိန်ကြာမှပဲသူတို့နှစ်ယောက်ဖုန်းမယူမိသွားမှန်းသိလိုက်ရပေမဲ့မင်းကလေးကတော့အမြန်ဆုံးသာထွက်သွားချင်နေခဲ့တာပါ။ဒါပေမဲ့လည်းထိုအမျိုးသားဟာသူမရဲ့ဖုန်းကိုကင်ထားပြီးအကြက်ကင်ပါတော့တယ်။သူတို့နှစ်ယောက်အခြေတင်ဖြစ်နေတော့မှပဲအမျိုးသားရဲ့အမေကသူတို့ကိုထမင်းစားဖို့လှမ်းခေါ်ပါတယ်။သူ့အမေကိုစိတ်မပြတ်စေချင်တာကြောင့်ထိုအမျိုးသားဟာမင်းကလေးကိုလောလောဆယ်မှာသူ့ရဲ့ချစ်သူအဖြစ်ဟန်ဆောင်ပေးဖို့တောင်းဆိုပါတော့တယ်။သူမရဲ့ဖုန်းကိုပြန်လိုချင်တာကြောင့်မင်းကလေးဟာသဘောတူလိုက်ရပါတယ်။နောက်ဆုံးမှာတော့သူမအိမ်ပြန်ရောက်သွားခဲ့ပြီးသူမရဲ့အမေကကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီးဆရာဝန်နဲ့ရက်ချင်းယူထားတယ်လို့ပြောပါတယ်။ဒါပေမဲ့မင်းကလေးဆေးရုံရောက်လို့ဆေးကုသဖို့ပြင်ဆင်နေတဲ့အကူမြင်လိုက်ရတဲ့အခါမှာတော့ကြောက်လန့်တကြားနဲ့ပြန်ဖို့ကြိုးစားပါတော့တယ်။အဲ့ဒီမှာတင်သူမဟာအဆိုပါဆရာဝန်ကမနေ့ကတွေ့ခဲ့တဲ့အမျိုးသားဖြစ်နေမှန်းရုတ်တရက်တီးလိုက်ရပြန်ပါတယ်။သူမဟာစိတ်ထဲကနေအခက်တွေ့ပြီလို့တွေးနေမိတာပါ။သူမဘလောက်တောင်ကြောက်နေတယ်လဲဆိုတာကိုအမျိုးသားကမြင်တဲ့အခါမှာတော့ချက်ချင်းပဲစနောက်ပါတော့တယ်မင်းကလေးဟာပို့ပြီးတော့စိုးရိမ်စိတ်ဝင်သွားပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်အခြေအနေတွေပို့ပြီးထူးခြားသွားတာကတော့ထိုမျိုးသားဟာသူမရဲ့ပမောက္ခလည်းဖြစ်နေတာပါပဲမင်းကလေးဟာသူမကိုဘလို့များပညာပေးဦးမလဲဆိုတာကိုပဲတွေးတောနေမိပြီးသူမရဲ့နာမည်ကိုခေါ်နေတာတော့မကြားလိုက်ပါဘူးသူမရုတ်တရက်မတက်ရက်လိုက်တဲ့အချိန်မှာတော့သူ့ကိုမတော်တဆတိုက်မိသွားပြန်ပါတယ်သူမဟာအထိတ်တလန့်နဲ့ထွက်ပြေးသွားခဲ့ပေမဲ့သူမခြံထားခဲ့တဲ့ပွဲယူကျန်းစာတမ်းကိုထိုမျိုးသားမကြခင်မှာတွေ့ရှိသွားတော့မယ်ဆိုတာကိုတော့လုံးဝမသိရှိခဲ့ပါဘူးဒီဇာတ်ကားကိုတင်ကြည့်ပြီးသွားပြီလားတင်ရဲ့ထင်မြင်ချက်ကို comment မှာပြောခဲ့ပါဒီလို movie recap တွေထပ်ကြည့်ချင်ရင် like and follow လုပ်ပြီးမင်းရဲ့တငယ်ချင်းကို share ပေးလိုက်ပါ